subscribe to my channel. အားလုံးမင်္ဂလာပါရှင်ဟုတ်ကဲ့ပါဒီနေ့မှာညီမတို့ကို MC လုပ်ပေးသွားတယ်လီဒါကြီးအတွက်လည်းလက်ခုပ်လေးတီးပေးပါအောင်ရှင်ဟုတ်ကဲ့ပါเนาะဒီနေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်เนาะဒီနေ့လာရောက်ပြီးတော့အလုပ်ရဲ့အကြောင်းကိုလေးလာတယ်မိသားစုရဲ့အသစ်တွေရှိလားရှင်ရှိပါတယ်เนาะတသေးချာလေးနားထောင်သွားပြီးကုမ္ပဏီရဲ့ခိုင်မာမှုပစ္စည်းတွေရဲ့အားသာချက်တွေเนาะပြီးရင်ညီမတို့ရဲ့ဝင်ငွေ plan ရဲ့ပေးပုံပေးနည်းတွေကိုအသေးစိတ်ပြောပေးသွားတယ်လီဒါကြီး3ဦးစလုံးအတွက်လည်းလက်ခုပ်လေးတွေတီးပေးပါအောင်ရှင်ဟုတ်ကဲ့ပါဒီနေ့မှာညီမကနေ success more ရဲ့ဒါလုပ်ခဲ့တဲ့အချိန်တုန်းကဘယ်လိုစူးစမ်းခဲ့တာလဲเนาะအားပေးစကားကိုလာပြီးတော့ပြောပြပေးညှဝေပေးมาဖြစ်တယ်အားပေးစကားမပြောခင်လေးမှာဒါညီမကိုမသိသေးတဲ့သူတွေလည်းရှိတယ်သိတဲ့သူတွေလည်းရှိတယ်เนาะတခါတည်းနာမည်လေးပါမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ညီမရဲ့နာမည်ကတော့ခင်ဝင်းရွှေလို့ခေါ်ပါတယ်ရှင်ညီမတို့ဒီလိုမျိုးကောင်းမွန်တဲ့အခွင့်အလမ်းနဲ့ပြောပြပေးမိတ်ဆက်ပေးတဲ့သူကတော့ညီမရဲ့ upline เนาะအမရင်လင်းသေးပဲဖြစ်ပါတယ် upline ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ခဏလေးစောင့်ပေးမယ်เนาะစလိုင်းမလာသေးဘူးโอเคလာပြီเนาะဒါကတော့ညီမကိုဒီအခွင့်အလမ်းနဲ့ပြောပြပေးမိတ်ဆက်ပေးခဲ့တဲ့ညီမရဲ့ upline ဖြစ်ပါတယ်ရှင်သူဒါဒီခွင့်လန်းကိုမပြောပြခဲ့ဘူးဆိုရင်ညီမ success more ကိုလုပ်ဖြစ်ခဲ့မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုရင်ထိုင်းနိုင်ငံကိုညီမရောက်လာတာဆိုရင်10နှစ်တိကြာခဲ့တဲ့တထေးအိမ်မှာပဲနေရတယ်။အပြင်ဆိုရင်တခါမှမထွက်ဘူး။ဘာလို့လဲဆိုတထေးအိမ်အလောက်ကပိတ်ရက်မရှိဘူး၊နားရက်မရှိဘူး။နောက်ဆုံးကိုယ့်ရဲ့အမအရင်ခောက်တူပဲတအိမ်ထဲမှာအလုပ်လုပ်တဲ့မမကနေဒါဒီ success more ခွင့်လန်းနဲ့လာပြီးတော့ပြောပြပေးလို့ညီမ success more မှာဒါစူးစမ်းခွင့်ရတာဖြစ်ပါတယ်ပြီးရင်ဒီစီးပွားရေးမှာညီမဒီလိုလုံးတက်လာအောင်ပြောတတ်လာအောင်အဓိကဒါကိုဝင်လာပြီးတော့စူးစမ်းနေတဲ့တခြားမှာပေါ့နော်နားလေအောင်တင်ပြပေးတဲ့နီးပြတွေရှိပါတယ်ညီမရဲ့နီးပြကတော့ခဏကုမ္ပဏီเจ้าကိုရှင်းပြပေးသွားတယ်ပြောပြပေးသွားတယ်ဒါ Diamond Leader ကြီးအမခင်ထေဝင်းနဲ့ Diamond Leader ကြီးအကိုမြင့်ကျော်တို့ဖြစ်ပါတယ်ညီမရဲ့နီးပြနှစ်ယောက်ကိုဒီကနေကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးတော့ဒါညီမတို့ရဲ့ဒါနဝက်ကိုဥဆောင်ပြီးတော့ဒါညီမတို့တင်ပြပေးတယ်ပေါ့နော်ဒါခေါင်းဆောင်ကြီး Leader ကြီးအကိုဆမ်မင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နော်လက်ခုပ်လေးတီးပေးပါအောင်ရှင်ပြီးတော့ညီမတို့ရဲ့ success more ကိုတည်ထောင်ပေးတဲ့ကုမ္ပဏီပိုင်ရှင်တထေးနှစ်ယောက်ကိုလည်းညီမကျေးဇူးအများကြီးတင်တယ်ပေါ့နော်ဒါဒေါက်တာစစ်ထွေးကဲရှောဝနနဲ့ CEO Master Nopake နေတဲ့ဝဲချေတထေးနှစ်ယောက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုရင်စားမယ်เนาะဒါတေးကြတဲ့ဒီနေ့ဝင်လာပြီးတော့လေးလာတဲ့မိသားစုဝင်တွေเนาะ line ကလူမှာเนาะကြည့်ရှုနေတဲ့မိသားစုဝင်တွေတချို့မိသားစုဝင်တွေကကျွန်တော်အနေနဲ့လုံးနိုင်ပါမလားကျမအနေနဲ့ရောစူးစမ်းလို့ရပါမလားဆိုရင်လည်းစိတ်မဖြစ်ဘူးလားရှင်เนาะညီမဆိုလည်းပဲဒါ success more ကိုစတင်လေးလာခွေရတဲ့အချိန်မှာဆိုရင်ကို့အနေနဲ့ပေါ့နော်ကိုတိုင်ကရောလုံးလို့နိုင်ပါမလားနော်ဘာဖြစ်လဲဆိုတော့ညီမတို့ကအခြေခံလူတန်းစားတရားဖြစ်တယ်နော်ညီမမိဘတွေဆိုရင်လေလုတ်တယ်ပေါ့နော်ညီမဖေဆိုလေလုတ်တယ်ညီမအမေဆိုရင်လေလုတ်တယ်ညီမကအကြောင်း၄တန်းမအောင်ဘူးပေါ့နော်စာညတဲ့သူမှာပါတယ်နော်၃တယ်အားတယ်ပေါ့နော်ပြီးတော့အကြောင်း၄တန်းကနေထွက်ပြီးတော့မိဘတွေလုတ်တဲ့လေလုတ်တွေကိုဝိုင်းကူလုတ်ခဲ့တဲ့သူတရားဖြစ်တယ်အသက်9နှစ်နဲ့ထိုင်းကိုတက်လာခဲ့တာဖြစ်တယ်ပေါ့နော်။ဘာကြောင့်ထိုင်းကိုလာတာလဲဆိုရင်တော့အဓိကပထမဦးဆုံးရီမန်းချက်ကတော့ပတ်စံရှာခြင်းတယ်။ဘာကြောင့်လဲဆိုရင်ညီမတို့မိဘတွေဒီလေလောက်ကိုလုံးမညီမတို့ထမင်းစားရတာ။အဲဆိုရင်ကိုယ့်ရဲ့မိဘတွေဒီလိုပင်ပင်မန်းလုံးနေတာကိုမကြည့်ရဘူး။ဒီထဲမှာမိဘတွေပင်ပင်မန်းအလုပ်တွေလုံးနေရရင်ကြည့်ရကြလားရှင်။မကြည့်ရဘူးဒါပေမဲ့ညီမအဲ့တော့ဆိုညီမအသက်အရန်ငယ်သေးတယ်ပြီးရင်ကိုတိုင်ကလည်းပညာမတတ်ဘူးကိုဘာလို့လည်းမရှိဘူးကိုအမတွေကလည်းထိုင်းကိုသွားပြီးတော့ပတ်စံရှာတယ်ဆိုတော့ငါလည်းထိုင်းသွားမယ်ပတ်စံသွားရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ထိုင်းကိုညီမတက်လာခဲ့တယ်ထိုင်းရတဲ့ချိန်မှာဆိုရင်ဒါတထေးအိမ်မှာခလီထိန်လုပ်ပါတယ်အိမ်မော်လုပ်ကိုညီမလုပ်ခဲ့တယ်အလုပ်အရန်စူးစားတဲ့သူတရားဖြစ်တယ်ဒီထဲမှာရှိနေတဲ့မိသားစုဝင်တွေဆိုလဲထိုင်းကိုစစရောက်ရင်အလုပ်မစူးစားဘူးလားရှင်စူးစားတယ်တထေးချစ်အောင်နေတယ်တထေးဝင်ငွေတွေလာစားတွေပိုတိုးပေးအောင်အလုပ်တွေပိုစူးစားကြတယ်ဒီလိုစူးစားနေတဲ့တခြားမှာရလာတဲ့ဝင်ငွေတွေပတ်စံတွေညီမဆိုအိမ်ကိုအကလုံးပို့တယ်ရှင်ပြောရမဆို10နှစ်တိတိညီမစူးစားတဲ့ပတ်စံတစ်ချက်မှညီမမတုံးအိမ်ကိုအကလုံးပို့တယ်
ချွေတာတယ်ရှင်အဲ့ဒီအတစ်တစ်ထည်လေးတော့မှမဝယ်ဝတ်ခဲ့ဘူးဘာကြောင့်လဲဆိုရင်မြန်အိမ်ပြန်ချင်တယ်မဟုတ်ဘူးလားရှင်ညီမထိုင်းနိုင်ငံမှာနေတဲ့10နှစ်တခြားမှာဆိုညီမဖေဆိုရင်ဖုံးဆက်လာတိုင်းသူမေးတယ်ဘယ်တော့ပြန်မလဲဘယ်လားပြန်မလဲအခုဆိုရင်4လပိုင်းတကြံနီးပြီးဟုတ်တော့တကြံရောက်တိုင်းမှာဆိုအဖေခေါ်တယ်တကူလားဆိုရင်လက်ပြန်လဲလေညီမဆိုရင်ပြန်ဖြေတယ်ပေါ့နော်မပြန်ဘူးဆိုတာမပြောခဲ့ဘူးဒါပေမဲ့ပြန်လို့မရဘူးလေနော်ဘာကြောင့်လဲဆိုတော့ကိုယ့်လက်ထဲမှာလည်းလမ်းစရိတ်ကမရှိဘူးအရန်ကျင်နာဖို့ကောင်းတယ်နော်ထိုင်းနိုင်ငံမှာ10နှစ်တတိနေတယ်ပတ်စံရတယ်မှန်ပေမဲ့လည်းကိုရွာပြန်ဖို့ရွာပြန်ချင်တယ်လို့ပြောရင်တော့မှလည်းလက်ထဲမှာလမ်းစိတ်ကမရှိဘူးအဲ့ဒါနော်ဒါအမေကပြန်ပြောတော့ဗောနော်အဆင်ပြေတဲ့နေ့ပေါ့အဆင်ပြေတဲ့နေ့ပေါ့10နှစ်ကြာသွားတယ်ရှင်အဲ့ဒီနေ့ကစားလာကစားဘဝကနေညီမလုံးမြောက်ချင်လို့ညီမဆိုရင်အလုပ်တွေစူးစမ်းတယ်တထေးအိတ်တစ်တွေရှာပြီးတော့လုပ်ဖို့တောင်အစီအစဉ်ရှိတယ်ရှင်အဲ့ဒီချိန်မှာဆိုရင်ညီမရဲ့ apply ညီမရဲ့နီးပြဒါလီတာကြီးเนาะလီတာကြီးတွေညီမကိုဝိုင်းပွဲကိုခေါ်သွားပေးတယ်ရှင်အဲကြောင့်ညီမဒီဝိုင်းပွဲကိုရောက်ရှိခဲ့လို့ပဲဒါကိုယ့်ရဲ့ရီမန်းချက်ကိုယ့်ရဲ့ဝိုင်းကိုဘာဖြစ်ချင်တာလဲဘာလို့ချင်တာလဲအဲ့ဒီဝိုင်းကိုတိသွားတာဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီအခန်းမှာရှိတဲ့မိသားစုဝင်တွေရောဒီ line ဆိုမှာကြည့်ရှုနေတဲ့မိသားစုဝင်တွေရောလည်းပုံဒီပိုင်ရှင်ကိုယ်တိုင်သင်ပေးတဲ့ဝိုင်းပွဲရှိတယ်ရှင်ဒီဝိုင်းပွဲကိုညီမပေးသက်စေချင်တယ်ညီမကိုယ်တိုင်ဆက်ဆက်မောကိုလေညီမ apply မိတ်ဆက်ပေးတာညီမလုံးဝလက်မခံခဲ့မလုပ်ဘူးရှင်ညင်းတယ်မကြိုက်ဘူးဝါသနာမပါဘူးဒါပေမဲ့ညီမ apply ပြောတယ်ကိုယ်ရေးသွားမယ်ကိုယ်ရေးဆိုတော့စိတ်ဝင်စားတယ်နော်စိတ်ဝင်စားတယ်ဝိုင်းပွဲကိုကကြောင်းလဲမပြေးဘူးဆိုတော့လေဝိုင်းဆိုတာဘာမှန်းလဲမသိဘူးနော်ပွဲဆိုတော့အေးသွားကိုအမတွေခေါ်တယ်ဆိုတော့အာနနာနဲ့ပဲလိုက်သွားတယ်ဒီပွဲကိုရောက်တဲ့အချိန်မှာညီမရဲ့ရီမန်းချက်ညီမထိုင်းနိုင်ငံကိုဖတ်တစ်ပေါက်စုံတက်လာတဲ့နေ့ကညီမရဲ့ရည်ရွယ်ချက်ရီမန်းချက်ကိုညီမပြန်မြင်တယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီပွဲမှာစီးဥဆိုရင်မနက်9နာရီကနေည9နာရီညနေ9နာရီထိသူ့ကိုယ်တိုင်ပညာတွေသင်ပေးတာညီမတို့ရဲ့ရီမန်းချက်ညီမတို့ရဲ့ဖြစ်ချင်တဲ့အရာလိုချင်တဲ့အရာဘာတွေလဲဆိုတာကိုညီမတို့ကိုတင်သွားပေးတာဖြစ်တယ်ညီမဆိုအဲ့ဒီပွဲကိုတက်သွားတဲ့နေ့မှာဆိုညီမရလာတဲ့အရာတွေကသူမေးသွားတယ်ကိုဘာဖြစ်လို့မွေးဖွားလာတာလဲဘာကြောင့်မွေးဖွားလာတာလဲသူမေးလာတဲ့အချိန်မှာဆိုရင်ဟေးငါလူဖြစ်လာတာဘာတော့လဲကိုယ့်ရဲ့ရီမန်းချက်တွေကိုပြန်ပြီးတော့ပြေးမြင်နေရှင်ပြီးတော့တစ်ခါတလေမှာတို့ကိုဘွားကိုမကစားဘူးလားရှင်နော်နေကစားလာကစားလုံးမှာလုတ်တယ်ရတယ်ဒါမဲ့ဒီလိုမျိုးပီမိုင်းနေတကြံနေရောက်ရင်အပျော်ပါဖြစ်သွားကြတယ်နောက်ဆိုကိုမြန်မာပြည်ကိုမပြန်နိုင်ဟုတ်တော့အဲ့ဒါနဲ့ညီမပြောမယ်ဒီခါတလေကိုဘွားကိုကစားနေတယ်10နှစ်တတိအိမ်ကိုလည်းမပြန်နိုင်အဲ့နဲ့ညီမဒီလက်ရှိဘဝကိုမချေနှက်တဲ့အတွက်ကြောင့်ညီမဒီဝိုင်းပွဲကနေပြန်လာပြီးတာနဲ့ညီမဆက်မောဆိုတဲ့အလုပ်ကိုတွားရောက်ဒီဘန်းဘောယုံဒီအောက်အခန်းမှာညီမကိုယ်တိုင်လေးလာခဲ့တာဖြစ်တယ်ရှင်။နော်ဒီပွဲကိုညီမသွားပြီးတော့ပြန်လာပြီးတာနဲ့နောက်တစ်ပတ်မှာညီမဘန်းဘောယုံရဲ့အောက်ခန်းမှာလူကိုယ်တိုင်လက်နာထောင်ညီမနားထောင်လိုက်တဲ့အချိန်မှာညီမအရန်ကြိုက်တဲ့အချက်3ချက်ရှိပါတယ်ရှင်။နော်ဒီနေ့မှာလူသစ်တွေလည်းနားထောင်သွားတယ်ကိုကြိုက်တဲ့အချက်တစ်ချက်မဟုတ်ဘူး2ချက်3ချက်ရှိမယ်လို့ယုံကြည်တယ်။ညီမအရန်ကြိုက်တာကရွေးချယ်ကိုရတယ်ညီမတို့ထိုင်းနိုင်ငံကိုတက်လာသည်ဖြစ်စေမြန်မာပြည်မှာပဲရှိညီမတို့မှာရွေးချယ်လို့ရတဲ့ဘဝမျိုးဆိုတာတစ်ခါမှမရှိခဲ့ဘူးဒီနေ့ဝင်လာတဲ့ခဏဝခေါင်းဆောင်တွေပြောသွားတဲ့ရွေးချယ်လို့ရတဲ့ဘဝ2မျိုးရှိတယ်မိမိကအနှစ်50အလုံးလုံးမှလားเนาะအနှစ်40အလုံးလုံးမှလား9နှစ်4အလုံးလုံးမှလားရွေးလို့ရတယ်အဲ့ဒါကိုညီမကြိုက်တယ်ဝီးအရန်ကောင်းတယ်ငါရွေးချယ်လို့ရတယ်ငါဘဝအတွက်ငါရဲ့အနာဂတ်အတွက်ပြီးရင်ပစ္စည်းတွေကအရန်ကိုကောင်းတာဆက်မော်ထုတ်ကုန်ပစ္စည်းဆိုရင်ညီမဆက်စမောဆိုတာဘာကုမ္ပဏီမှန်းတော့မသိသေးတဲ့အချိန်ကလေးကသုံးခုတာညီမရဲ့လီတာကြီးညီမရဲ့နီးပြအမခင်ခေဝေးဆိုရင်သူအခန်းကိုလာရင်သွားတိုက်ဆေးတွေကော်လာဂျင်တွေဖိုက်တဝီးတွေယူလာပေးတယ်သုံးကြည့်တယ်ကြိုက်တယ်ရှင့်နောက်ဆိုဒီနေ့
ကုမ္ပဏီကိုလာပြီးလေးလာတော့မှဒီကုမ္ပဏီကပစ္စည်းတွေပါလားပစ္စည်းကောင်းတယ်ဆိုတာကညီမလက်ခံသွားပြီးဘာကြောင့်လဲဆိုသွားတိုက်စစ်ဆိုအရန်ညီမအရန်ကြိုက်တဲ့သူတရားမှာပါတယ်ပြီးတော့ဝင်ငွေပလန်ကိုညီမအရန်ကြိုက်တယ်ရှင်ဆက်ဆက်တော်ရဲ့ဝင်ငွေပလန်ကလေအရန်ရိုးရှင်းတယ်လုံးရင်လုံးသလိုရတယ်စူးစားရင်စူးစားသလောက်ပေးတယ်ဆိုတော့ဝင်ငွေပလန်ဖြစ်တဲ့အတွက်ကြောင့်ဒီအချက်တွေကိုညီမကြိုက်လို့ညီမအဲ့ဒီနေ့မှာပဲဆုံးဖြတ်ချက်ချပြီးတော့အသိဝင်လုပ်ခဲ့တာဖြစ်တယ်ရှင်ဆုံးဖြတ်ချက်ချလိုက်ပြီးလုပ်တော့မယ်ဆိုရင်ဘာတွေကြောင်လာမလဲရှင်ညင်းဆယ်မှုတွေဟုတ်လားအဲ့ဒါညီမတို့ကိုစမ်းသပ်တာရှင်ညီမတို့ကတကယ်အောင်မြင်ချင်တဲ့သူတွေလားပြောချင်တာကညီမတို့ success small company ကလေနေရာမှန်နေပြီရှင်ဟုတ်လားနေရာမှန်နေပြီတကယ်စူးစမ်းချင်တဲ့သူတကယ်အောင်မြင်ချင်တဲ့သူလုံးလို့ရတဲ့နေရာဖြစ်တယ်မိမိကမှန်ပြီလားကို့မှာရည်တကယ်စစ်မှန်တဲ့တကယ်လိုချင်တဲ့ရည်မှန်ချက်ရှိပြီလားဒါစမ်းသပ်တာပဲဒီညင်းဆန်မှုတွေဒီပြဿနာတွေကဒါညီမတို့စမ်းသပ်တာလို့ပြောလို့ရတယ်ညီမအတင်လုပ်တဲ့အချိန်မှာဆိုရင်ညီမကိုအားမပေးတဲ့သူမိဘအစအားမပေးဘူးသူငယ်ချင်းတွေအားမပေးတာကရသေးတယ်ဘာမှမဖြစ်ဘူးမှန်တော့မိဘတွေအားမပေးတဲ့အချိန်မှာဆိုရင်ဇဝေဇဝါဖြစ်တယ်လုံးရင်ကောင်းမလားမလုံးရင်ကောင်းမလားတော့တွေးဝေတာပေါ့နောက်ဆုံးအနေနဲ့ညီမဒီဆုံးဖြတ်ချက်ချခဲ့တယ်ရှင်ငါလောက်တာကငါမိသားစုအတွက်ငါရဲ့အနာဂတ်အတွက်အဖေတွေအမေတွေအားမပေးတာကသူတို့စိတ်ပူလို့အားကြောင့်ခိုးပြီးတော့လုပ်တယ်ရှင်နော်အမေတွေမင်းရင်မလုပ်ဘူးဒါပေမဲ့ခိုးပြီးတော့စူးစမ်းတယ်ခိုးပြီးတော့လုပ်ခဲ့တယ်အဲ့လိုစူးစမ်းပြီးတော့ညီမလုပ်ခဲ့တာညီမဘလောင်းရတူကိုတက်နိုင်ခဲ့တယ်ဘလောင်းရတူတက်တဲ့လာမှာဆိုရင်1000ကျွဲကြော်ညီမဗန်ထဲကိုလာစာဝင်နေရှင်ဝင်ငွေရတာပေါ့အဲ့ဒီဝင်ငွေရတဲ့အချိန်မှာညီမဆိုအရန်ကို success မဟုတ်ယုံကြည်ခဲ့တာပထမဦးဆုံးဖြတ်ချက်ချပြီးတော့လုပ်တဲ့အချိန်မှာလေယုံကြည်တယ်50မယုံကြည်ဘူး50ဘာကြောင့်လဲဆိုတော့ကဲပါလက်ခုပ်လေးတီးပေးပါအောင်ရှင်နော်ယုံကြည်တယ်50မယုံကြည်ဘူး50ဘာကြောင့်လဲကိုယ်တိုင်မှမလုပ်ခဲ့တာဒီလုပ်ကိုစစဟုတ်လားမလုပ်ဘူးအတွေးကြောင့်မရှိဘူးစစလုပ်တယ်တင်တယ်လေးလာတယ်လက်တွေလုပ်တယ်နောက်ဆုံးဒီဗလောင်းရတူကိုရပြီးတဲ့ချိန်မှာပတ်ဆက်တကယ်ပေးတယ်ဆိုတာကိုသိလိုက်တဲ့ချိန်မှာဒီကုမ္ပဏီကို100%ညီမယုံကြည်ခဲ့တယ်အဲ့ဒါနဲ့ဗလောင်းတက်ပြီးတာနဲ့နောက်လာဆုံးဖြတ်ချက်ချတယ်ငါနေကစားလကစားလောက်ကနေငါဆွတ်လို့ငါထွက်ပြီးဒီလောက်ကို100%ဖက်ကြိုးစားမယ်ပြောချင်တာကစက်သက်မော်လို့ဒီသူတို့ပြောထားတယ်ပို့လို့ရင်ပို့ရတယ်မှန်တော့အချိန်ပို့ပေးရင်ညီမပို့ရမယ်ဆိုတော့ညီမယုံအဲ့ဒီလားတထေးအလောက်ကနေထွက်ပြီးစူးစားတယ်ဆဲဝါဆိုတဲ့တလားကိုဝင်ငွေ2000ကိုညီမရနိုင်ခဲ့တယ်ရှင်ဟိုအရန်ပျော်ခဲ့တာငါရွေးတာမှန်ပြီနော်ငါအဲ့ဒီလပဲထွက်တယ်အဲ့ဒီလပဲဆဲဝါတက်နိုင်ခဲ့တယ်ဆဲဝါတက်ပြီးဆုံးဖြတ်ချက်ချတယ်ဂိုးကိုညီမတက်နိုင်ခဲ့တယ်ဂိုးရသူဆိုရင်တလားကို3000ခိုင်းပန်းငွေ3000ရခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီ3000ရတဲ့လမှာညီမအမေကိုယ်တိုင်မကိုလက်မထောင်ပြတယ်ရှင့်အဲ့တော့ဒီနေ့ဒီအခန်းထဲမှာကြိုးစားနေတဲ့သူတွေအခုလုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချမယ်ဆိုတဲ့သူတွေညီမအားမငယ်နဲ့ကိုယ့်ရဲ့မိဘတွေအားမပေးကိုချစ်တဲ့သူတွေကိုအားမပေးအားမငယ်နဲ့သူတို့ဒီညီမတို့ကိုသူတို့ကစိတ်ပူလို့မလုံးနဲ့လို့သူတို့သားတာညီမပြောပြမယ်ဒီထဲမှာဘယ်မိဘရှိတယ်သားသမီးကောင်းသားတာကိုမမြင်ချင်တဲ့မိဘရှိလားချင်းမရှိဘူးဒါကြောင့်ညီမဆိုရင်ကိုတက်တဲ့လမှာမိဘအားပေးလာနော်မိဘတွေပြောတယ်ဦးသားသမီးအရန်တော့တယ်ငါသမီးပညာမတတ်ပေမဲ့ success မောမှာအောင်မြင်နိုင်အောင်စူးစမ်းပြနိုင်တယ်ဆိုတော့စကားလေးကြားလိုက်တာနဲ့ညီမအလိုလိုနဲ့အားတွေတက်လာအဲ့လိုပဲထက်စူးစားတယ်ထက်လုပ်တယ်ဘာအခက်ခဲပဲတွေ့ခက်ခဲကိုညီမတို့ကြည့်အခက်ခဲတော့ညီမတို့တွေ့ရမယ်အခက်ခဲကိုမကြည့်ပဲနဲ့ကိုလိုချင်တဲ့ပန်းနိုင်ကိုဖြစ်ချင်တဲ့အရာကိုရချင်တဲ့အရာကိုကြည့်မယ်ဆိုရင်အဲ့ဒီအရာကလေညီမတို့တကယ်လိုချင်တဲ့စိတ်တွေဖြစ်လာရင်ညီမတို့ရလာတယ်ရှင်နော်စူးစမ်းဖို့တော့တို့တယ်အဲ့လိုပဲစူးစမ်းတယ်တလားတွေနဲ့ပလဲတီနန်နဲ့ပလဲရာတူကိုညီမတက်လာနိုင်နော်ပလဲရာတူဆိုရင်တလားကို8000ပဲဝင်းကြည့်ညီမရခဲ့တယ်ရှင်နော်8000ပဲရတဲ့ချိန်မှာဆိုရင်မယုံနိုင်ဘူးဝီငါဆက်မောမှာငါစူးစားတာငါတလားကို3000လောက်ရရင်ကျေနပ်ပြီးဆိုတဲ့အသွေးနဲ့စားခဲ့တာ8000ရတယ်
ထက်လောက်တယ်ထက်ကြိုးစားတဲ့အမလာယာတူညီမတက်လာနိုင်နေရှင်အမလာဆိုရင်တလောက်ကို2သိန်းတိ2သိန်းကြော်တိရတယ်ရှင်နော်အရန်ကိုမှတို့ဒီယာတူဒီလွယ်လွယ်နဲ့ရလာတာတော့မဟုတ်ဘူးစူးစားရမယ်နော်စူးစားရမယ်ဒါဆိုရင်ဒီနေ့မှာလူတစ်တွေပဲဖြစ်ဖြစ်လူဟောင်းတွေပဲဖြစ်ဖြစ်တခြားတချို့လူတွေဆိုရင်ရက်တက်နေတယ်အဲ့တော့ချို့လူကတော့လုံနေတယ်ဒီနေ့မိမိတို့ဒီယာတူနော်အခုညီမပြောတဲ့ယာမဟုတ်ရင်တော့မှလည်းကိုလိုချင်တဲ့ဝင်ငွေကိုရဲ့ရီမန်းချက်ကိုရဲ့အနာဂတ်မှာကိုဘလိုမျိုးအိမ်မျိုးနဲ့နော်ဘလိုမိသားစုမျိုးပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်မလဲရည်ရွယ်ချက်ရီမန်းချက်ရှိဖို့လိုတယ်ရှင်ညီမဆက်ဆက်မို့ညီမဘာဖြစ်လို့စားသိပြီးတော့လုံးတာဘာဖြစ်လို့ညီမရည်ရွယ်ချက်ရှိနဲ့စူးစမ်းခဲ့တာလဲဆိုရင်အဓိကတော့မိသားစုပဲရှင်ကိုမှမိဘတွေရှိကိုမှမောင်နှမတွေရှိတယ်နော်ပြီးရင်တချို့လူတွေဆိုသားသမီးမရှိဘူးလားရှင်သားသမီးရှိရင်လည်းသားသမီးကိုအိမ်မှာပြစ်ထားရတယ်အဖိုးတွေအဖွားတွေနဲ့မှန်လားရှင်နော်နောက်ထပ်ကိုတွေမှာအခုနားထောင်နေတဲ့လူတွေဆိုရင်အချိန်မရှိဘူးကိုပိုင်အချိန်မှန်တော့ကိုပိုင်အချိန်မရှိဘူးကိုပိုင်ပျော်ရွှင်မှုတွေမရှိခဲ့ဘူးနော်ညီမဆိုလည်းပဲထိုင်းနိုင်ငံမှာလှုပ်လာတဲ့10နှစ်တသိမှဆိုရင်ပျော်ရွှင်မှုမပြောနဲ့အချိန်တော်မှပိတ်ရက်နားရက်မရှိခဲ့တဲ့သူတရားဖြစ်တယ်ရှင်နောက်ထပ်ကျမ်းမာရေးအခုနေကစားလကစားအလုံးလုံးနေတဲ့သူတွေကျမ်းမာရေးတရားရငတော့ကောင်းတယ်လို့ကိုယုံကြည်လားရှင်တချို့တွေဆိုရင်ညီမရဲ့ခဏဝစင်ပေါ်တက်ပြောပါတယ်လီတာကြီးအမခင်တေမျိုးမှန်းမိလားလီတာကြီးဆိုရင်ထိုင်းနိုင်ငံကိုအလုံးလောက်တာလေအစာအိမ်ယောဂပါဖြစ်တယ်ရှင်ပြောချင်တာကတို့တွေပတ်ဆက်ရှာတယ်တို့ကျမ်းမာရေးထိခိုက်တယ်အဲ့တော့နောက်ထပ်ဝင်ငွေကိုသတ်မှတ်ထားတဲ့ဝင်ငွေလောက်ကိုမရခဲ့ဘူးအဲ့ဆိုရင်ဒီနေ့ဆက်မောမှာဘလောက်လိုချင်တယ်1000လိုချင်လား3သိန်းလိုချင်လား1တန်းလိုချင်လားဒီမှာပေးထားတယ်ရှင်မိမိတို့ကစူးစားလုံးယုံပြီးပဲကုမ္ပဏီကမပြောထားဘူး10ရောက်ပဲပေးမယ်လို့အဲ့တော့ဘယ်သူလိုချင်လဲတော့ကုမ္ပဏီကပေးတယ်ရှင်ဒါကြောင့်ဒီနေ့မိတ်ဆွေတို့စုံဖြတ်ချက်ချပါဘာဖြစ်လို့ငါတို့အခုချက်ချင်းလုံးသစ်တာလဲဒီအရာတွေလိုချင်လားချက်ပျော်ရွှင်တဲ့အချိန်တွေနော်ကျမ်းမာရေးတွေပတ်စံတွေအခွင့်အလမ်းကောင်းတွေလိုချင်တယ်ဆိုရင်ဒီနေ့ဆက်စမောစီးပွားရေးကိုရွေးချယ်ပြီးတော့လုပ်ဖို့အတွက်ညီမပြောချင်တယ်ဘာကြောင့်လဲဆိုညီမတို့လုံးနေတဲ့အလုပ်တွေကမကောင်းဘူးလို့ညီမမပြောဘူးနေကစားလကစားလို့ညီမ10နှစ်တတိလုပ်ခဲ့တာမကောင်းဘူးညီမမပြောဘူးဒါပေမဲ့တို့လိုချင်တဲ့ဘဝတို့မရဘူးရှင်မှန်လားရှင်10နှစ်လုပ်လဲဒီတိုင်းပဲမှန်လားဒီထဲမှာထိုင်းနိုင်ငံမှာနေတာ10နှစ်ရှိပြီလက်လေးထောင်ပါရှိကြလားဒီခံထဲမှာနော်ရှိတယ်ဝီကျွန်တော်ကတော့အခုမှတက်လာတယ်တလပဲရှိသေးတယ်ညီမမယ်တလရှိလဲမပြောနေနဲ့နော်နေရင်နဲ့10နှစ်ပြည့်သွားလဲဒီတိုင်းပဲဒါကြောင့်ဒီနေ့မိတ်ဆွေတို့ဒီအလောက်ကညီမမကားဘူးတော့မပြောဘူးဒါပေမဲ့ကိုလိုချင်တဲ့ဘဝကိုမပေးဘူးရှင်ဒါကြောင့်ဒီနေ့နားထောင်နေတဲ့သူတွေအားလုံးကိုပြောချင်တာကမရဘူးတဲ့အရာတွေကိုလိုချင်ရင်မလုပ်ဘူးတဲ့အလုပ်တွေလုပ်ဖို့လိုတယ်ရှင်ဒါဆိုရင်တချို့တော်သူတွေဆက်မောကိုလုံးရင်ဘာတွေပြောလဲကုမ္ပဏီအယူမပြောဘူးလားရှင်မပြောဘူးလားပြောတယ်နော်နေရယူနေပြီနော်နေရတော့လိတ်ခဲ့ရပြီအဲ့လိုမျိုးပြောနေတဲ့သူတွေကတော့သူတို့ဘာဖြစ်လို့ပြောတာလဲဆိုတော့သူတို့မလုပ်တဲ့လုပ်ကိုတွေလုံးနေလို့သူတို့မလုပ်တဲ့အလုပ်ကိုကိုလုပ်ရင်သူတို့ကတော့ဝေးပါမယ်တိုက်ခိုက်မယ်အားမပေးဘူးဒီနေ့ဆက်မောကုမ္ပဏီတွေကိုဝင်လာရင်ဆက်မောကုမ္ပဏီကအခွဲထားတွေမိသားစုတွေသူတို့အားမပေးကြဘူးလားရှင်ညီမဆိုဒီကုမ္ပဏီကိုလာရင်အရန်ကိုမှပျော်တဲ့သူတယောက်ဖြစ်တယ်ဆက်မောစီးပွားကိုလေညီမစူးစမ်းတာလေပတ်ဆက်ရတာတခုတည်းကိုညီမကြည့်တာမဟုတ်ဒီလိုပျော်ရွှင်တဲ့ဒီလိုအားပေးတဲ့မိသားစုရှိလို့ညီမလုပ်ခဲ့တာဖြစ်တယ်ရှင်ကုမ္ပဏီကိုလာရင်လေအဲ့တော့ဆိုညီမအသက်ငယ်လေးပဲရှိသေးတယ်18လောက်ပဲရှိသေးတယ်လာရင်ဝီအငယ်မစူးစမ်းနော်ညီမလေးလုံးနိုင်တယ်နော်သူတို့လုံးနိုင်ညီမလေးလုံးလို့ရတယ်အဲ့ဒီအားပေးစကားနဲ့လေးကိုကြားရုံလေးနဲ့ညီမဒီနေကစားလက်ကစားအလုပ်ကနေလွတ်ထွက်ခြင်းနဲ့စိတ်တွေအလိုလိုကိုဖြစ်တာအားကြတယ်ဆက်မမအောင်မြင်နေတဲ့ခေါင်းဆောင်တွေကိုတွေ့ရင်အားကြတယ်ဆက်မအလုပ်ကိုလုပ်ပြီးတော့နေကစားလက်ကစားအလုပ်ကနေထွက်လာတဲ့ခေါင်းဆောင်တွေကိုတွေ့ရင်ညီမအရင်အားကြခဲ့တဲ့ဒီတရားဖြစ်တယ်အဲ့ဒီအားတွေကိုယူပြီးတော့ကြိုးစားရင်းနဲ့ဒါသက်ပေါ်မှာအောင်မြင်ခဲ့တဲ့ဒီတရားဖြစ်ပါတယ်ဒါဆိုဒီနေ့မှာစိတ်မပူနဲ့
ညီမခင်ဝင်းရွှေကပြောတယ်လှုပ်ပါဒီနေ့မိတ်ဆွေတို့လှုပ်တစ်တဲ့အချက်လေးချက်ကိုညီမယူလာပေးတယ်ရှင်ဒီကုမ္ပဏီကိုမမီတို့လှုပ်ရင်နေအဓိကရီမန်းချက်ပဲရှင်ဖြစ်ချင်တဲ့အရာဘာလဲရှင်ဟာတော့ပတ်စံဘလောက်လို့ချင်တယ်နော်ပတ်စံဘလောက်လို့ချင်တယ်ကိုယ့်ရဲ့ရီမန်းချက်ပန်းတာရှိတယ်ဆိုရင်ဒီအလုပ်ကိုမိမိလုံးလို့ရပြီနော်ပတ်စံအများကြီးရှိမှလုံးရတာမဟုတ်ဘူးနော်အဓိကရီမန်းချက်ပဲရှင်ပြောချင်တာကတချို့တော်တွေဆိုရင်စက်မော်စီးပွားရေးလုပ်ရင်အရင်ကြီးအများကြီးလိုတယ်ကျွန်တော်မှပတ်စံမရှိဘူးနော်ဒီနေ့ကိုအမေနေမကောင်းဖြစ်ဘူးဆိုရင်စေးရုံတက်ရမယ်ဆိုပတ်စံမရှိဘူးလို့ညီးနေမှာလားမရမကသွားရှာမယ်မှန်လားရှင်အဲ့ဒါကြောင့်အဓိကရီမန်းချက်ကအဓိကပဲအတွက်လုံးချင်တာလေဒီဆက် small စီးပွားရေးကိုနော်အဲ့တော့ဒီနေ့မှာရီမန်းချက်ပန်းတာရှိတယ်ဆိုရင်ဒီလုံးကိုလုံးလို့ရပြီးရင်ဒီလုံးဒီမှာပဲဆက် small စီးပွားရေးဒီနီးစနစ်မှန်ကန်တယ်ရှင်နီးစနစ်မှန်ကန်နဲ့တင်ပြပေးတဲ့ခေါင်းဆောင်တွေလီဒါတွေရှိတယ်ပြီးတော့အောင်မြင်နေတဲ့ခေါင်းဆောင်အောင်မြင်နေတဲ့အဖွဲ့အစည်းတွေအများကြီးရှိတယ်ကုမ္ပဏီတစ်လုံးဖြစ်တယ်ဒီကုမ္ပဏီကနော်လုပ်ပြီးတော့မရတဲ့သူမအောင်မြင်တဲ့သူတရားမှမရှိဘူးဆက်မော်စီးပွားရေးမှာလေတကယ်စူးစမ်းပြီးတော့ပတ်စံမပေးရင်လက်ပြောကုမ္ပဏီပိုင်ရှင်ကိုတိုင်လို့ရတယ်ညီမတို့ဆက်မော်ကုမ္ပဏီအခုဆိုတက်တန်12နှစ်ပြည့်တော့မယ်နော်အရန်ကိုဖြူစင်တဲ့ကုမ္ပဏီတစ်လုံးဖြစ်တယ်ရှင်နော်နီးစနစ်မှန်နဲ့သွားတယ်နော်စူးစမ်းရင်စူးစမ်းသလိုအောင်မြင်နေတဲ့ကုမ္ပဏီတစ်လုံးဖြစ်တယ်နောက်ထပ်နံပါတ်4ကအရန်လွယ်တယ်ရှင်သွားတိုက်တာခက်လာညီမမေးမယ်ရေချိုးတာခက်လားသွားတိုက်တဲ့သူကိုသွားတိုက်ဖို့အတွက်ရှင်းပြပေးတာဟေးမင်းဒီမှာသွားတိုက်ရင်မင်းပတ်စံပြန်ရမယ်အဲ့ဒါလေးကိုပဲတို့တွေကပြောလိုက်ယုံနည်းနဲ့နောက်ဝက်တစ်ခုစီးပွားရေးတစ်ခုတည်ဆောက်လို့ရတယ်ရှင်ဒါကြောင့်အရန်ကမှလွယ်ကူတယ်မြန်ဆန်စွာအောင်မြင်နိုင်တယ်အပြင်မှာဆိုရင်ညီမတို့အပြင်ကစီးပွားရေးဆိုရင်သူတို့အာမခံတဲ့အလုပ်မရှိဒီမှာ3နှစ်မှ5နှစ်စူးစမ်းအောင်မြင်နေရှင်မြန်ဆန်နဲ့အောင်မြင်တယ်မကောင်းလားအရန်ကောင်းတယ်ဒါကြောင့်ဒီနေ့ဆက်မော်ကြီးပွားရေးကိုညီမလောက်တာဒီအချက်တွေဖြစ်တယ်နော်ဒီမှာဆိုရင်ဝင်ငွေပလန်နံပါတ်4ခဏကလီဒါကြီးရှင်းပြသွားတာဆိုရင်အရန်ကိုမှရှင်းလင်းသွားပြီပြောချင်တာကဒီနေ့ဆက်မော်ကြီးပွားရေးမှာမိတ်ဆွေတို့ရဲ့နှုတ်ဝက်မှာသွားတိုက်တဲ့သူရေချိုးတဲ့သူခေါင်းလျှော်တဲ့သူအလားအပကြိုက်တဲ့သူအဲ့ဒီသူငယ်ချင်းတွေအပြင်ဆိုင်မှာသွားဝယ်သူများချမ်းသာနေတယ်ဒီနေ့လာဟဲ့ဒီမှာပစ္စည်းလေးဝယ်သုံးရင်းနဲ့တို့တွေပတ်စံပြန်ရှာ3နှစ်မှ5နှစ်ပြောပြကူညီတလားကိုတန်းနဲ့ချီပြီးတော့ပတ်စံတွေရမယ်ဆိုရင်မကောင်းလားအရန်ကောင်းတယ်ညီမဆိုစိတ်တကြရင်နံပါတ်4ဝင်းကိုပြန်နာထောက်ငါအပြင်မှာလုံးရင်1000ပဲရတလားကိုအများဆုံး1000ပဲရမှာဒီမှာ3နှစ်မှ5နှစ်ပြင်မှန်းခံပြီးတော့ကြိုးစားမသေးဘူးညီမဆက်မော်စီးပွားရေးလုပ်ပြီးတော့သေတဲ့သူမရှိဘူးပတ်စံရတဲ့သူပဲရှိတယ်ပတ်စံရပြီးတော့ဘလို့ပတ်စံတုံးရမလဲပြစ်တယ်ထားတယ်လေနော်ပတ်စံအများကြီးရပြီးတော့ငါဘလို့မျိုးတုံးရမလဲအဲ့ဒါတွေပဲနော်ဒါကြောင့်ဒီနေ့မှာဆက်မော်စီးပွားရေးမှာနော်ထီတစ်ခါမှမပေါက်ဘူးတဲ့သူတွေထီပေါက်ချင်စူးစမ်းပါရှင့်နော်ထီပေါက်တာထက်လေပျော်ဖို့ကောင်းတယ်ထီရတစ်ခါပဲပေါက်တာဆက်မောမှာလေ15ရက်တစ်ချိန်ဘန်ထဲကိုတိန်းနဲ့ဝင်နေရှင့်နော်အရှမ်းကိုမှကောင်းတဲ့စီးပွားရေးဖြစ်တယ်သွားတိုက်ရေချိုးခေါင်းလျှော်ဟုတ်တော့ဒိုးပါဇက်နဲ့ကိုယ့်ရဲ့ကောင်းကိုယ့်ရဲ့ခန္ဓာကိုယ်ရင်းတာပဲဟုတ်တော့လားသွားတိုက်မယ်ရေချိုးမယ်ခေါင်းလျှော်မယ်ကောင်းတယ်ပြန်ပြောပြပေးတာပဲမခက်ဘူးလူတိုင်းလုပ်လို့ရတယ်ဟုတ်တော့ရုပ်ရှင်ဇာတ်ကားအကြောင်းတွေတို့တွေမကြော်ညာဘူးလားရှင်ရုပ်ရှင်ဇာတ်ကားအကြောင်းတွေပြောရင်တို့ပတ်စံရလားဘာကြိုးရှိလဲဟုတ်တော့သူများအသိပြောရင်ဘာရမလဲဘာမှမရအောင်ဒီနေ့မှာပစ္စည်းကောင်းတာလေးကိုပြောပြပြလိုက်သူလဲတော့သူ့အတွက်လဲကောင်းကိုယ့်အတွက်လဲအကျိုးရှိမဲ့စီးပွားရေးဖြစ်တယ်ရှင်ဒါကြောင့်ဆက်မောညီမလောက်တာဖြစ်တယ်နော်မကောင်းရင်ညီမလည်းမလုပ်နော်မကောင်းတဲ့လုပ်ကိုလူကိုယ်တိုင်လဲဘယ်သူမှမလုပ်ချင်ဒီမှာပဲလူတွေကလေဒီကဘာမှာကောင်းတဲ့အရာကိုပဲလိုချင်ကြတာအဲ့ဒါမှန်တော့အဲ့တော့နောက်ထပ်ညီမဒီနီးစနစ်ကိုအရန်တဘောကြတယ်ဆက်မောမှာညီမဆိုလုံးမတက်ဘူးညီမရဲ့နီးပြတွေပြောတယ်ညီမလည်းဒီနီးစနစ်အတိုင်းပဲလုပ်သွားဒီနီးစနစ်အတိုင်းပဲညီမလေးပြန်သင်ယူပြန်နားထောင်ပြန်လုပ်သွားညီမလေးအောင်မြင်မယ်ဒီနေ့နားထောင်နေတဲ့သူတွေကျွန်တော်မအောင်မြင်နိုင်ပါမလား
မဆိုးရင်လည်းနီးစနစ်တိုင်းသွားနီးစနစ်တိုင်းကြိုးစားအောင်မြင်မယ်ရှင်နော်ဒါပဲလေးပဲလောက်ရတာအများကြီးလောက်ရတာမဟုတ်ဘူးတို့ကြောင်းနေတယ်ဆိုရင်တို့တော်တော်ခက်မှာဒီနေ့ဒါလေးဆိုရင်ဒါတင်ချဘုံလောက်ပဲရှိ3 4 5 6ကမှန်လားရှင်နီးစနစ်ဆက်ရှိချက်ဒီအချက်ကိုမိတ်ဆွေနားလည်ပြီးမိတ်ဆွေပြန်လုပ်ရင်အိမ်နဲ့ပတ်စံရမယ်အိမ်နဲ့ဝင်ငွေရမယ်ကိုတယောက်တည်းလုံးလို့တော့မရအဖွဲ့အစည်းလိုက်လုံးဖို့တို့တယ်ရှင်ကိုနဲ့စိတ်သူကိုယ်သူစ조사တဲ့သူနော်တင်တယ်လုပ်တယ်တင်တယ်လုပ်တယ်မှားတဲ့ຢာတွေရှိရင်ပြန်တိုင်းမင်းနဲ့ပြန်ဆွေးနွေးတယ်ပြန်တင်တယ်ပြန်လုပ်တယ်အဲ့လိုမျိုးပဲအဖွဲ့အစည်းလိုက်စ조사တယ်ကုမ္ပဏီကျင်းပပေးတဲ့တင်နံပွဲတွေညီမတို့တက်တယ်ရှင်ဘာကြောင့်လဲဒီကုမ္ပဏီကိုလုံးနေတယ်ဒီကုမ္ပဏီရဲ့အချက်လက်ကိုမသိဘူးဆိုရင်ညီမတို့တွေလုံးလို့ရမှာမဟုတ်ဒါကြောင့်အောင်မြင်သွားတဲ့သူတွေကိုအားမချနဲ့ပထမအဆုံးညီမပြောချင်တာသူတို့ဘာတွေလုပ်လဲဆိုတာကိုတို့အရင်သင်ယူရင်သိပြီဘယ်လိုလုပ်ရမလဲဆိုတဲ့အဖြေရပြီရှင်နော်အဲ့လိုပဲစူးစမ်းခဲ့တာပြောချင်တာတချို့လူတွေဆိုရင်အောင်မြင်တဲ့လူတွေကကံကောင်းလို့ပေါ့သူတို့ကတော်လို့ပေါ့ညီမပြောပြပေးမယ်နော်ညီမတို့ကံကောင်းတယ်ဆိုရင်သမိသားစုမှာမောင်နှမ3 ယောက်စလုံးမအောင်မြင်နိုင်ပါဘူးရှင်ဒါဒီညီမတို့မောင်နှမအရှင်ခောက်တွေဖြစ်တယ်နော်ပြောချင်တာဒီစီးပွားရေးမှာစူးစမ်းမှအောင်မြင်မှာကံကောင်းတယ်ဆိုရင်အပြင်မှာထိုင်ဆောင်နေလိုက်အယိုးဆွေးသွားမယ်အသက်တာကြီးသွားမယ်နော်အသက်တာကြီးသွားမယ်ညီမပြောပြပေးမယ်ဘဝကူးသွားလဲအောင်မြင်မှာမဟုတ်ဘူးအဓိကလက်တွေ့လုပ်တဲ့သူရီမှန်းချက်ပြတ်သားတဲ့သူတကယ်စိတ်သူကိုယ်သူစ조사တဲ့သူကပဲအောင်မြင်တာဖြစ်ပါတယ်ရှင်ဒါကြောင့်ဒီနေ့မှာသူများလို့ကိုလုပ်ဖို့လို့တယ်သူများမစ조사ကိုစ조사နေဖို့လိုပါတယ်ရှင်နော်နောက်ထပ်ညီမပြောချင်တာကတော့ဒါအချိန်ကုန်ပြီထင်တယ်နော်ဒီနေ့မှာမဲဆိုတော့အသေးဝင်ပြီးတဲ့တွေလက်လေးထားပါအောင်ရှင်ဝင်ပြီလားအသေးမဝင်ရတဲ့တွေချက်ချင်းဝင်ပါရှင်ပြောချင်တာကလေဆက်မောစီးပွားရေးကိုမလုပ်ခင်မှာတို့ရဲ့ရီမှန်းချက်တွေမရှိလားကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ်အဲ့တော့ငါလာပတ်စံရှိရင်တော့ခုံတို့တိုက်ခတ်တွေတီဆောက်ပြီးတော့နော်တလားအခန်းကားတွေယူပြီးတော့ထိုင်ပြီးတော့ထိုင်စားနေလိုက်မယ်အဲ့ဒီအသွေးတွေမရှိဘူးလားရှင်တို့အခုထိုင်းနိုင်ငံမှာနေတယ်အခန်းကားတယ်တလားတစ်ခါအခန်းကမပေးရဘူးလားခြားတယ်လေအခန်းတစ်ထေးတောင်တို့မမြင်ဘူးမှန်တော့တလားတစ်ခါဆိုရင်ဗန်ထဲကိုလွှဲပေးလိုက်ရတယ်အဲ့ဒီတစ်ထေးတွေငါမမယ်သူတို့တွေတလားသူတို့ပတ်စံသိမ်းနေရတယ်တန်းနဲ့ဝင်နေရှင်ဒီနေ့မဲဆိုတော့အသိလေးဝင်လိုက်ဒီ website ဒီလိုမျိုးပဲရှင်နော်အခုလုံးရင်တော့ယာနဲ့ထောင်လောက်ပဲဝင်3.5 နှစ်တန်းနဲ့ဝင်မဲ့ website တစ်ခုဖြစ်တယ်ရှင်ညီမစက်မောမှာတလားကို2 သိန်းရတာဒီ website ပဲဒါကြောင့်ဒီ website ကိုမိတ်ဆွေတို့ရလိုက်ပြီဆိုရင်လေစိတ်မအေးနဲ့တော့တွေးမအေးနဲ့တော့တနေ့ကိုလေညီမတို့အခါ100လောက်ဝင်ကြည့်တာနော်ဒီ website တွေကပတ်စံရဘူးတော့ဘာတွေလုံးရမလဲ apply တွေကိုမေးနီးပြတွေကိုမေးပြီးရင်လုံနီးကနေတွေမေးတာမေးဆိုတော့ apply ဒီစီးပွားရေးမှာပဲ apply ကောင်း apply တယောက်အလကားရတာမှန်လားရှင်အပြင်မှာတစ်ခုလိုချီတင်ဖို့အတွက်ပတ်စံပေးရတယ်တင်နန်းကြီးတွေမှန်လားဆက်စမောမှာမသိဘူးမေးလို့ရတယ် apply အစင်နဲ့ရှိတယ်ရှင်အဲ့တော့ဒီစီးပွားရေးကိုအောင်မြင်ဖို့အတွက်လေခက်တယ်လို့ပြောနေတဲ့သူတွေဖေးနေရမှာခက်လေချက်တော့ပြောပါအောင်လို့မခက်ဘူးနော်ခက်နေတာဘယ်မှာလဲမိမှာပဲနော်မမိကခက်နေတော့ခက်အကလုံးကခက်သွားတာအဓိကလွယ်ပါတယ်ရှင်နော်လုပ်ဖို့ပဲကြံတော့တယ်လုပ်ပါစူးစမ်းပါလို့အားလုံးကိုပြောချင်ပါတယ်နော်နောက်ထပ်ညီမမတွေ့လားခဏညီမပြောတယ်ခက်တယ်လို့တွေးနေကြတယ်ကို့မှာပဲနော်ဒါဒီပုံမြင်လေးကတော့နည်းနည်းလေးပြောပေးသွားမယ်နော်ဒီစင်တကောင်ဆိုရင် तू သူမွေးကင်းစားအရွယ်မှာဆိုရင်သူ့ရဲ့သခင်ကသူ့ကိုခြေထောက်မှာတန်ကြိုးချီထားတယ်ရှင်သူယုံတယ်သူရောင်းတာတယ်မလွတ်ဘာလို့လဲသူအဲ့တော့က तू အကောင်သေးလေးပဲရှိတာသူ့ကိုချီထားတဲ့တန်ကြိုးကအရန်ကိုကြီးတာဘယ်နှခါပဲ तू ယုံသူခြေထောက်နာတယ်ရှင် तू မလွတ်မြောက် तू မထွက်နိုင်နောက်ဆုံးအဲ့ဒီစင်ကလေနှင်းနဲ့ချီပြီးတော့အကောင်ကကြီးလာတဲ့ချိန်မှာ तू ကမယုံတော့ဒါပေမဲ့ तू ချီထားတဲ့အဲ့ဒီတန်ကြိုးကတသေးလေးပဲကြံတော့တာပြောချင်တာတို့တစ်ခါတလေမှာတို့လောက်တယ်တို့မအောင်မြင်ခဲ့ဘူးနော်
ဒီနေ့ဆက်ဆက်မော်စီးပွားရေးမှာကျွန်တော်လုပ်ရင်တော့ကျွန်တော်အောင်မြင်နိုင်မှာမဟုတ်ဘူးဆိုတော့ထပ်မှာပဲဆိုတော့အတွေးကြောင့်မလုပ်တဲ့သူတွေတချို့လူဆိုရင်အတင်းနာဝင်သွားပြီမကြိုးစားတဲ့သူတွေရှိတယ်ညီမပြောချင်တာကလေညီမတို့အရင်တော့ကအတွေးခေါ်အဟောင်းဟောင်းနေနဲ့ဒီ2025မှာလုံးလို့မရတော့ဘူးရှင်အခုဒီ2024မဟုတ်2025ကိုရောက်လာမလုပ်ဘူးတဲ့ຢာတွေလုပ်ကြည့်စမ်းကြည့်နော်တွေးကြည့်တွေးရဲမှလုပ်ရဲမှနော်အဲ့ဒါအားလုံးကိုပြောချင်ပါတယ်ဖိုက်တင်းမှာရှင်2025မှာအားလုံးတစ်ပြေးဖြစ်ပါစေအောင်မြင်ပါစေလို့အားပေးချင်ပါတယ်ရှင်စူးစမ်းကြမယ်ရှင်နော်ဟုတ်ကဲ့ပါဒီနေ့ရဲ့အားပေးစကားတော့ဒီလောက်ပါပဲအရန်ကိုတော်တဲ့ MC ချောချောလေးကိုပြန်ပြီးတော့မိုက်ခွက်လေးအပ်ပါတယ်ရှင် Subscribe to my channel.